English စကားမြန်မြန်ပြောတတ်ဖို့အတွက်ဒီနေ့သင်ပေးမယ် English speaking pattern 10ခုကိုကြတ်ထားပါကျွန်တော်နာမည်ကလဲမှာပစ္စည်းဒါမှမဟုတ်ရင်တစ်ခုခုကိုလောက်ရတာကိုကြိုက်တယ်လို့ပြောချင်ရင် I like the ing ဒါမှမဟုတ်ရင် now အဲ့လိုပုံစံမျိုးတောင်းလို့ရပါတယ်ဥပမာ I like reading ငါစာဖတ်ရတာကိုကြိုက်တယ် I like playing football ငါဘောလုံးကစားရတာကိုကြိုက်တယ်I like swimming ငါရေကူးရတာကိုကြိုက်တယ်နောက်ပုံစံတစ်မျိုးလဲတောင်းလို့ရတယ် I like apple apple ဆိုတာက noun I like ရဲ့နောက်မှာ noun အနေနဲ့လဲဆက်တောင်းလို့ရပါတယ် I like apple ဆိုရင်ငါဗန်းတီကိုကြိုက်တယ် I like banana ငါအပြောတီကိုကြိုက်တယ်တခုခုလောက်ရတာကိုမကြိုက်ဘူးဒါမှမဟုတ်ရင်ပစ္စည်းတစ်ခုခုကိုမကြိုက်ဘူးလို့ပြောချင် I don't like ဥပမာ I don't like reading ငါစာဖတ်ရတာကိုမကြိုက်ဘူး I don't like swimming ငါရေကူးရတာကိုမကြိုက်ဘူး I don't like studying English ငါအင်္ဂလိပ်စာလေ့လာတာကိုမကြိုက်ဘူးနောက်တစ်မျိုးပြောရရင် I don't like orange ငါလိမ္မော်တီကိုမကြိုက်ဘူး I don't like blue ငါအပြာရောင်ကိုမကြိုက်ဘူး I don't like red ငါအနေရောင်မကြိုက်ဘူးတခုခုလုပ်တဲ့နေရာမှာကိုကကျွမ်းကျင်တယ်အဲ့ဒါကိုအင်္ဂလိပ်လို I am good at ဥပမာ I am good at cooking ငါဟင်းချက်တဲ့နေရာမှာကျွမ်းကျင်တယ် I am good at playing football ငါဘောလုံးကစားတဲ့နေရာမှာကျွမ်းကျင်တယ် I am good at speaking English ငါအင်္ဂလိပ်စကားပြောတဲ့နေရာမှာကျွမ်းကျင်တယ် I am good at swimming ငါရေကူးတဲ့နေရာမှာကျွမ်းကျင်တယ်ခုလောက်တာကိုကစိတ်ဝင်စားတယ်ဆိုရင်တော့ I am interested in အဲ့ဒီလိုသုံးလို့ရပါတယ်ဥပမာ I am interested in reading ငါစာဖတ်ရတာကိုစိတ်ဝင်စားတယ် I am interested in studying English ငါအင်္ဂလိပ်စာလေ့လာတာကိုစိတ်ဝင်စားတယ် I am interested in you ငါမင်းကိုစိတ်ဝင်စားတယ် I am interested in mathematics ငါသင်္ချာကိုစိတ်ဝင်စားတယ်အရာဝတ္ထုတစ်ခုခုဒါမှမဟုတ်ရင်ပစ္စည်းတစ်ခုခုကိုကြောက်တယ်လို့အင်္ဂလိပ်လိုပြောချင် I am afraid of ဥပမာ I am afraid of snake I am afraid of snake ငါငွေကိုကြောက်တယ် I am afraid of reading I am afraid of reading ငါစာဖတ်ရတာကိုကြောက်တယ် I am afraid of you I am afraid of you ငါမင်းကြောက်တယ် I am afraid of my mother I am afraid of my mother ငါရဲ့အမေကိုကြောက်တယ်တခုတည်းရှိတာကိုအင်္ဂလိပ်လိုပြောချင်တဲ့အခါမျိုးဆိုရင် there is အဲ့ဒါကိုမြန်ပြောချင် there is ဥပမာ there is a book on the table မြန်ပြောချင် there is a book on the table စပွဲပေါ်မှာစာအုပ်တော်ရှိတယ် there is a knife in the kitchen မီးဖိုချောင်ထဲမှာဓာတ်တစ်ချောင်းရှိတယ် There is a banana in my bag ငါရဲ့အိတ်ထဲမှာငါပြောတဲ့တလုံးရှိတယ် There is a bank nearby ဒီအနီးနားမှာဘဏ်တစ်ခုရှိတယ်အများကြီးရှိတာကိုပြောချင်တဲ့အခါမျိုးဆိုရင်တော့ there are လို့တောင်းလို့ရတယ် there are မြန်ပြောချင် there are ဥပမာ There are many students ကျောင်းသားတွေအများကြီးရှိတယ် There are two restaurants here ဒီမှာစားတော့ဆိုင်နဲ့ဆိုင်ရှိတယ် There are a lot of people here ဒီမှာလူတွေအများကြီးရှိတယ်မြင်ရတဲ့ပုံစံရဘယ်လိုပုံရတယ်ဆိုတာအင်္ဂလိပ်လိုပြောချင်တဲ့အခါမျိုးဆိုရင်တော့ it looks ဥပမာ it looks nice အဲ့ဒါကကောင်းမဲ့ပုံပေါ်တယ်ဟင်းပွဲကိုပြောတဲ့အခါမျိုးဆိုရင်တော့ it looks delicious အဲ့ဒါကရတာရှိမဲ့ပုံပဲ
အဲ့ဒါကရတာရှိမဲ့ပုံပဲတယောက်ယောက်ရဲ့အမြင်ယူဆအကြောင်းမေးချင်တဲ့အခါမျိုးဆိုရင်နော် what do you think about သူရဲ့နောက်ကနောင်လေးထည့်ပြီးလို့ရတယ် what do you think about ဥပမာ what do you think about Jojo what do you think about Jojo Jojo ဘယ်လိုထင်လဲ Jojo ဘယ်လိုထင်လဲ what do you think about this what do you think about this ဒီဟာဘယ်လိုမြင်လဲဒါမှမဟုတ်ဒီဟာဘယ်လိုထင်လဲ what do you think about me what do you think about me ငါ့ကိုမင်းဘယ်လိုထင်နေရလဲငါ့ကိုမင်းဘယ်လိုထင်နေရလဲ what do you think about this movie what do you think about this movie ဒီရုပ်ရှင်ကိုဘယ်လိုထင်လဲဒီရုပ်ရှင်ကိုဘယ်လိုထင်လဲ one နဲ့တည်းဆိုရင်လည်းဒါမှမဟုတ်ရင်ကြည်ကြည်နဲ့အင်္ဂလိပ်လိုညင်းချင်တဲ့အခါမျိုးဆိုရင်နော် I am afraid that လို့တောင်းလို့ရတယ် that မပါလဲတောင်းလို့ရတယ် I am afraid ပထမတစ်ခါတုန်းက afraid ကိုကြောက်တာလို့တောင်းထားတယ်ဒီတစ်ခါမှာတော့ဆိုရင်လည်းဒါမှမဟုတ်ရင်ရင်ကြည်ကြည်ညင်းချင်တဲ့အခါမျိုးဆိုရင်နော် afraid ကိုချက်တောင်းလို့ရပါတယ်ဥပမာ I am afraid that I can't come I am afraid that I can't come ဝမ်းနေပါတယ်ငါမလာနိုင်လို့ဝမ်းနေပါတယ်ငါမလာနိုင်လို့ I am afraid I don't understand I am afraid I don't understand ငါအဲ့ဒါကိုနားမလည်ငါအဲ့ဒါကိုနားမလည်ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးများတင်ပါတယ် see you in the next video bye